အားလုံးပဲမင်္ဂလာပါ Joy Diaries Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတနင်္ဂနွေနေ့ပေါ့နော်နယ်သာလန်မှာပြီးတော့ temperature ကအရင်မပူဘူး17 degree ဒီနေ့ကJoy အမျိုးသားအတွက်ပေါ့နော်အရင်အရေးကြီးတဲ့နေ့လေးပါဘာလို့လဲဆိုတော့သူတို့ဒီပိုလန်နိုင်ငံအတွက်ဒီ voting ပေးတဲ့နေ့ပေါ့ဒီ voting ပေးဖို့အတွက်ကိုတခြားမြို့ကိုသွားတာပေါ့နော်Joy မျိုးသားကပိုလန်နိုင်ငံပိုလန်သားဖြစ်တဲ့အတွက်ကြောင့်သူတငယ်ချင်းရဲ့ဒီတခြားမျိုးကိုကာမမီသွားကြတာပေါ့အဲ့ဒါဒီနေ့လေးပါအခုသူတို့ဒီ voting ပေးဖို့အတွက်ကားပေါ်ကနေဆင်းသွားပြီပေါ့နော် Joy ကတော့ကားပေါ်ကနေပဲစောင့်နေမယ်အဲ့ဒီအတွက်ကြောင့်ဒီနေ့vlog လေးကိုလုပ်ဖြစ်သွားတာပါ Joy တို့ကဒီ Joy တို့နေတဲ့မြို့ကဒီတခြားမြို့ကိုတွားရတဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဒီမြို့နာမည်က Breda လို့ခေါ်ပါတယ် capital city မဟုတ်ဘူးဒါပေမဲ့အဲ့လိုမြို့တသေးလေးဆိုပေမဲ့သူအဲ့လိုနာမည်လေးကြီးတဲ့မြို့လေးပေါ့အဲ့တော့ဒီနေ့ Breda မှာlunch စားမယ်ရှောက်သွားမယ်အဲ့ဒါလေးတွေကို vlog ရိုက်ပါမယ်နောက်ပြီးတော့ဒီနေ့ Joy ဝတ်ထားတာကအဖြူရောင်လုံးဝ totally အဖြူရောင်ဒီ2025မှာ Joy ရဲ့ကာလာကအဖြူရောင်ဖြစ်မယ်ထင်တယ်ဒီစပင်ကို blonde လုပ်ပြီးခရင်ကအဖြူပဲစတိုက်ဝတ်တော့တာကြိုက်လို့ပေါ့နော်အဖြူရောင်လေးကိုဖြစ်တယ်ဖြူရောင်ဒါ jacket လေးရဲ့အဖြူရောင်ကုတ်လေးရဲ့အဖြူရောင် top လေးရဲ့အဖြူရောင်စကတ်လေးရဲ့ပေါ့နော်နောက်ပြီးတော့ရေဘူးလေးကိုလည်းဒီတငယ်ချင်းတယောက်စင်ကာပူတငယ်ချင်းလက်ဆောင်ပေးထားတဲ့အဖြူရောင်ဘူးလေးယူလာပါတယ်အထဲမှာအေးလေးထည့်လာတာပေါ့နော်နေတာလန်ရာဒီဥဒူကအများနဲ့နေတာနေရမဟုတ်ပါဘူးအခုလိုမျိုးတိမ်နေထူပြီးတော့အုံမိုင်းနေတဲ့ရာဒီဥဒူကဒီနေ့မှာ60ရာခိုင်နှုန်းလောက်ကိုမြင်ရပါတယ်နေတာလန်ရဲ့အဝေးပြေးလမ်းမပေါ်မှာအများနဲ့တွေ့ရတဲ့အရာသုံးခုကိုပြပြပေးပါမယ်နံပါတ်1ခုကတော့ဒီကမ်ပါကားတွေပေါ့နော်နေတာလန်လူမျိုးတွေကကမ်ပစ်ထွက်တာအရင်သဘောကျတဲ့အတွက်ကြောင့်ဒီကမ်ပါကားတွေကိုနေရာတကာမှာတွေ့ရမှာပါဒုတိယတစ်ခုကတော့လေရဟတ်တွေပေါ့နေတာလန်နိုင်ငံကမြေပြန့်နိုင်ငံဖြစ်တဲ့အတွက်ကြောင့်ဒီဝင်းတာပိုင်းလေရဟတ်တွေအများကြီးရှိပါတယ်လက်စစ်တအားတွေကိုထုတ်လုပ်ပေးတဲ့ဒီလေရဟတ်တွေကလည်းနိုင်ငံရဲ့အဓိကဝင်ငွေအဖြစ်ကိုရည်တည်နေတာပါအဲ့တော့နေတာလန်ဒီအဝေးပြေးလမ်းမပေါ်မှာဘယ်ဘက်ကိုပဲကြည့်လေဟတ်တွေကတော့ပြေးမလွတ်ပါဘူးတတိယအနေနဲ့တွေ့ရမှာကဒီကားတွေအနောက်မှာတင်ထားတဲ့စပိန်တွေပေါ့ Dutch လူမျိုးတွေကစပိန်စီးရတာနှစ်သက်တဲ့အတွက်ကြောင့်ခရီးသွားရင်ပဲဖြစ်ဖြစ် day trip ထွက်ရင်ပဲဖြစ်ဖြစ်ကားအနောက်မှာစပိန်တွေကိုတင်ပြီးတော့တည်သွားလိမ့်ရှိပါတယ် Join တို့အခု Breda မြို့လေးကိုစဝင်လာပါပြီ Join မြို့သားနဲ့သူတငယ်ချင်းတို့ vote ရင်သွားပေးမယ်ပြီးရင် Polish Military Cemetery ကိုတွားရောက်လေ့လာမှာဖြစ်ပါတယ်ကမ္ဘာစစ်ပွဲနှစ်1940တုန်းကနာဇီစစ်တပ်ဦးဆောင်တဲ့ဂျာမနီက Breda မြို့ကိုသိမ်းပိုက်ခဲ့တာပါ1944မှာပိုလန်စစ်သားတွေဦးဆောင်ပြီးတော့ Breda မြို့ရဲ့လွတ်လပ်ရေးကိုပြန်လည်တိုက်ယူခဲ့တာပါအဲ့ဒီအတွက်ကြောင့်နယ်သာလန်ကစစ်ပွဲမှာကြာရှုံးခဲ့တဲ့ပိုလန်စစ်သားတွေကိုကျေးဇူးတင်ဂုဏ်ပြုတော်အဖြစ် cemetery ကိုတည်ဆောက်ပေးထားတာပါနေ့လည်စာစားဖို့အခြေရောက်ပြီဆိုတော့ Join တို့မြို့ထဲကိုသွားပါတော့မယ်နေ့လည်စာကိုတော့ The Street Food Club လို့ခေါ်တဲ့ဆိုင်လေးမှာသွားစားမှာဖြစ်ပါတယ်ဆိုင်ရဲ့ decoration လေးကအတွင်းရောအပြင်ရောအရန်ကိုလှပါတယ်ဒါပေမဲ့ရာသီဥတုလေးကနွေရာသီဖြစ်တဲ့အတွက်ကြောင့် Join တို့ကတော့အပြင်မှာထိုင်ပြီးတော့ရာသီဥတုလေးကိုခံစားပါမယ်ဒီဥဆုံး coffee လေးနဲ့စားမယ်
Asian အစားအစာတွေလည်းရတဲ့အတွက်ကြောင့် join ကတော့ Asian အစားအစာတွေမှာပြီးစားပါမယ်နေ့လည်စာစားပြီးသွားတဲ့အချိန်ထိရတဲ့ဥထုကသိမကောင်းတဲ့အတွက်ကြောင့် Brother မျိုးကိုရှောက်ရမယ့် plan ကို join လို့ cancel လိုက်တယ်ပေါ့နော်အဲ့တော့ join လို့နေတဲ့မြို့လေးကိုပြန်ရပါတော့မယ် join ရဲ့ vlog လေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ် vlog တစ်ခုမှပြန်ဆောင်ကြမယ်နော်အားလုံးပဲ bye bye